အောက်ဆီဂျင်ဖန်ပေါင်းချောင်နဲ့မိုက်ကယ်ဂျက်ဆင်ညာတိုင်းဝေးအိတ်ခဲ့တဲ့လျှို့ဝှက်ချက်ကမ္ဘာပေါ်မှာဖော့ဂီတာလောကရဲ့ဘယင်လို့တင်စားခေါ်ဝေါ်ခြင်းခံရသူကတော့မိုက်ကယ်ဂျက်ဆင်ပဲဖြစ်ပါတယ်ဒီနေ့အချိန်ထိသူ့ရဲ့ဂီတဩစာဟာကြီးမားနေစေဖြစ်ပြီးတော့သူ့လွှမ်းမိုးမှုတွေကရှိနေသေးပါကမ္ဘာပေါ်မှာအောင်မြင်ဆုံးဆိုတော့တယောက်အယောင်ရဆုံးတေးအယ်ဘမ်တွေထုတ်လုပ်ခဲ့သူရဲ့ပြင်ပဘဝကမလွယ်ကူခဲ့ပါဘူးမိုက်ကယ်ဂျက်ဆင်ရဲ့ပရိသတ်တွေမမြင်ရတဲ့ဇာခန်းစီနောက်ွယ်ဘဝဟာဝေဒနာဗရပွားတွေခံစားနေရသူတယောက်ဖြစ်ခဲ့ပါတယ်နှစ်ပေါင်းများစွာအကြိမ်ပေါင်းများစွာထိပလက်စတစ်အစားထိုးခွဲစိတ်မှုများစွာလုပ်ခဲ့ရတဲ့ဒဏ်တွေအကိုက်ခဲပျောက်စေးအပြင်းစားတွေဆွဲတောက်နေရတဲ့ဒဏ်တွေနဲ့အစားတောက်မမှန်မစားတာတွေကသူ့ကိုအကြီးကျယ်ဒုက္ခပေးခဲ့ပါတယ်လူတန်းပေါင်းများစွာရှိမှစက္ကန့်မလက်ကပြဖြောပြီးတင်ဆက်နေရတဲ့မိုက်ကယ်ဂျက်ဆင်အတွက်တော့အချိန်တိုင်းသူ့ခန္ဓာကိုယ်ကိုဆွဲဆောင်မှုဖြစ်အောင်ပြင်ဆင်ထားရပါတယ်ကမ္ဘာကျော် pop icon တယောက်ဖြစ်လာခဲ့တဲ့နောက်ွယ်မှာပေးဆက်မှုပေါင်းများစွာလေးရှိခဲ့ပြီးတော့အဲ့ဒီဒဏ်တွေကသူ့ကိုတရက်ပြီးတရက်ဖိစီးလာခဲ့ပါတယ်သူ့အနေနဲ့ဒဏ်ရာတွေကိုတတ်တာသွားအောင်နီးမျိုးစုံစေးမျိုးစုံနဲ့စူးစမ်းခဲ့ပေမယ့်နာကျင်မှုနဲ့တေခြင်းတရားကိုတော့ငွေပုံပေးပြီးလဲလှယ်လို့မရပါဘူးဗဇက်စကားတွေရောက်မိုက်ကယ်ဟာသူ့ရဲ့အောင်မြင်မှုနဲ့ထင်ရှားမှုကိုနှစ်ကာလကြာရှည်ခန်းစားကျင်သေးတဲ့အတွက်လည်းပြင်ဆင်ခဲ့တယ်လို့ဆိုကြပါတယ်ဒါအတွက်ဆရာဝန်တွေမျိုးရိုးဗီဇကျွမ်းကျင်သူတွေခန္ဓာကိုယ်ထဲက cell တွေအကြောင်းလေ့လာနေတဲ့သိပ္ပံပညာတွေကိုသူ့အနာခေါ်ထားပြီးမအိုမနာပဲအသက်ကြီးသွားဖို့ကြိုးစားခဲ့တာပါမိုက်ကယ်ကနှစ်ပေါင်း150ထိအသက်ရှည်ရှည်အနာကင်းကင်းနဲ့နေသွားခြင်းတယ်လို့စံထားရှိခဲ့ပေမယ့်လက်တွေ့မှာတော့မိုက်ကယ်ဟာအစောကြီးသေဆုံးပေးခဲ့ရပါတယ်သူ့အသက်50ပြည့်ခံနေခြင်းမှာရုတ်တရက်လူမြင်ကွင်းကပျောက်ကွယ်သွားခဲ့ပြီးမကြခင်မှာပဲမိသားစုကဖော့စတာမိုက်ကယ်ဂျက်ဆင်သေဆုံးသွားကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်တကယ်တော့မိုက်ကယ်ဂျက်ဆင်ဟာသူ့ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးအချိန်တိုင်းစေကုသခံနေရသူတယောက်ဖြစ်ပြီးတော့သေဆုံးတော့လေအဲ့ဓာတွေနဲ့ဘေးထွက်ဆိုးကျိုးလဲပါဝင်ခဲ့ပါတယ်ပလက်စတစ်အစားထိုးခွဲစိတ်မှုတွေခန္ဓာကိုယ်မှာအကိုက်ခဲပျောက်ဆေးတွေထိုးထားလို့ကြံခဲ့တဲ့အပေါက်တွေမီးလောင်တန်းရာတွေနဲ့လူတွေမမြင်ရတဲ့မိုက်ကယ်ရဲ့ကိုယ်ပေါ်မှာရှိနေခဲ့ပါတယ်သေဆုံးခံဒီမှာအာဟာရဆိုလို့တနေ့တနက်ပဲနှစ်ပေါင်းများစွာအစာစားခဲ့တဲ့ဒဏ်တွေကြောင့်အယိုးပေါ်ရည်တင်ဖြစ်နေခဲ့ပြီးခေါင်းမှာလည်းသပင်တွေမရှိတော့ပါဘူးအလှပကိုဦးစားပေးရတဲ့ဖြိုပြေသူတယောက်ဖြစ်တာကြောင့်သူ့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့နေရာတွေမှာတက်တူးတွေထိုးထားခဲ့ရပါတယ်မျက်လုံးတွေကိုတောက်ပနေဖို့အတွက်မျက်ခုံးမွေးအနားတစ်ဝိုက်မှာအနက်ရောင်ဆေးမင်တွေထိုးခဲ့သလိုနှက်ခမ်းတွေပန်းစီရောင်တန်းဖို့ပန်းလိုရောင်ဆေးမင်ကြောင်တွေကိုနှက်ခမ်းတစ်ဝိုက်ထိုးထားပါတယ်ဒါအပြင်သူ့ရဲ့ဦးခေါင်းအရေပြားကစပင်းတွေကျွတ်ပြီးပြောင်ကန်ပြီးဖြစ်နေခြင်းမှာစပင်းအတုတွေကိုလိုသလိုပုံသွင်းကော်ကတ်ခါဖြော်ပြေးလုပ်နေရပြီးဒီလိုတဘာဝနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ဒဏ်တွေဆေးတွေရဲ့ပြင်းအားတွေကသူ့ကိုနာဖျားစေဖို့အကြောင်းဖန်လာခဲ့ပါတယ်ဒီကြားထဲမှာသူ့ခန္ဓာကိုယ်အရေးပြားကအညိုရောင်ကနေတဖြည်းဖြည်းအဖြူရောင်ဘက်လုံးဝပြောင်းလဲလာတာကိုရိတ်တက်တွေကသတိထားမိလာခဲ့ပါတယ်ပထမတော့မိုက်ကယ်ဟာယောဂကြောင့်ခန္ဓာကိုယ်မှာအဖြူရောင်ကွက်တွေတစုံတစပေါ်လာတာကိုမိတ်ကပ်နဲ့ဖုံးဖိထားခဲ့ပါသေးတယ်နောက်တော့ဒီကိုယ်လုံးနီးပါးဖြူစွတ်သွားချိန်မှာအဲ့ဒီခင်မှာပေါ်နေပြီဖြစ်တဲ့ခန္ဓာကိုယ်အရေးပြားချုပ်ပြင်းထန်ဓာတုဆေးတွေသုံးနေပြီလို့အများကထင်လိုက်ပါတယ်ငယ်စဉ်အချိန်ကလေးကနေအားပေးလာတဲ့ပရိသတ်တွေကမိုက်ကယ်ရဲ့အသွင်ပြင်ဟာနက်ရည်ကန်နဲ့ခုန်ချလိုက်သလိုလုံးဝပြောင်းလဲသွားတာကိုပလက်စတစ်ဆာဂျူရီလုပ်ထားတာလို့ပဲထင်နေခဲ့ပါတယ်လူအများစုကတော့ခွဲစိတ်မှုလုပ်ထားတယ်လို့မြေကြီးလက်ခံမလွယ်ယုံကြည်နေပေမယ့်မိုက်ကယ်တော့သူဘာမှမလုပ်ထားဘူးလို့ပဲအကြိမ်ကြိမ်ညင်ခဲ့ပါတယ်သူတခုတည်းသောဝန်ခံခဲ့တဲ့ခွဲစိတ်မှုကတော့နှာခေါင်းခွဲစိတ်မှုပဲဖြစ်ပြီးပွဲတစ်ခုအတွက်အကတိုက်နေချိန်မှာနှာခေါင်းကျိုးသွားရာကနေစတင်ခဲ့တာပါသူ့ရဲ့နှာခေါင်းကိုပထမချိန်ခွဲစိတ်ကုသခဲ့ပြီးတဲ့နောက်မှာတော့အဆင်မပြေတဲ့အတွက်နောက်ထပ်ဒုတိယအကြိမ်ခွဲစိတ်ခဲ့ရပါတယ်မိုက်ကယ်ကတော့သူ့နှာခေါင်းကိုအကြိမ်အနည်းငယ်သာခွဲစိတ်ခဲ့တယ်လို့ဝန်ခံခဲ့ပေမယ့်သူ့လှုပ်ရှားမှုတွေတောက်လျှောက်စောင့်ကြည့်နေတဲ့ပါပါရာစီတွေရဲ့အမြင်ကတော့ဒီလိုမဟုတ်ပါဘူးမီဒီယာတွေပါပါရာစီတွေကမိုက်ကယ်ရဲ့နီးစပ်တဲ့ဆရာဝန်တွေဆေးရုံတွေကိုသွားမေးမြန်းခဲ့ပြီးမိုက်ကယ်ရဲ့ခွဲစိတ်မှုတွေကိုစုံစမ်းခဲ့ကြပါတယ်အမှန်တကယ်လေအဲ့ဒီနှစ်တွေမှာမိုက်ကယ်ရဲ့မျက်နှာအသွင်ပြင်တွေကအချိန်နဲ့မျှပြောင်းလဲနေပြီးခွဲစိတ်မှုအကြိမ်ပေါင်းများစွာရှိလိမ့်မယ်လို့တွက်ဆထားကြပါတယ်
မွန်နိုရဲ့ဌာနေရာမညမြေမှာကျင်းပသွားမယ်။ Lucky Times မြန်မာရဲ့မော်လမြိုင်မြို့စိန်တဲကျောက်ထိပ်အထူးရှမ်းပွဲတော်ကြီးကိုဖေဖော်ဝါရီလ1ရက်နေ့မှ4ရက်နေ့အထိမော်လမြိုင်မြို့ Ocean Super Center ရဲ့ Promotion Area မှာမနက်9:00 နာရီမှညနေ6:00 နာရီထိ4ရက်တိတိစီကားတက်မြဲစွာကျင်းပရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။50%အထူးလျှော့ဈေးနဲ့ခင်မီစန်းတင်လာပါတဲ့စိန်တဲတွေကိုဝယ်ယူအားပေးနိုင်မဲ့ပြင်ဘလောင်မပါချက်ချင်းဝယ်ချက်ချင်းပါချက်ချင်းယူ3,2500ငွေသားကန်ဆယ်များများပြင်စိုက်ကယ်ဆယ်စီတက်မိုးကြီးအိမ်သုံးပစ္စည်းများစွာကန်တူးခွင့်တွေကိုလည်းထည့်သွင်းပေးထားတာပဲဖြစ်ပါတယ်။နိုင်ငံကျော်အမှုပညာရှင်များနဲ့နိုင်ငံကျော်အစိုးရများရဲ့ဖျော်ဖြေရေးအစီအစဉ်များနဲ့အတူကျင်းပရောင်းချပေးသွားမဲ့စိန်တဲကျောက်ထိပ်အထူးရှမ်းပွဲတော်တွင်အားပေးဝယ်ယူကြတဲ့စိန်ချစ်သူများတွေမှာ10ဦးကိုရွေးချယ်ပြီး9ရက်တာဖန်ကဖတ်တရားခီးစဉ်ကြီးကိုလည်းပို့ဆောင်ပေးသွားအောင်မှာဖြစ်တာကြောင့်လက်လွတ်မခံပဲဆက်ဆက်ကြွလိုင်းငှက်ချဖို့ဖိတ်ခေါ်လိုက်ပါတယ်။တည်င်းလိုက်လို့ရတဲ့တပ်တွေတွေရမိုက်ကယ်ကမျက်နှာတစ်ခုတည်းကိုတင်ခွဲစိတ်မှုအချိန်ပေါင်း100ကျော်လောက်အထိပြုလုပ်ခဲ့တယ်လို့သိရပါတယ်။သုံးစရာမကုန်အောင်ငွေကြေးချမ်းသာနေတဲ့ကဘာကျော်အစိုးရတယောက်အတွက်တော့ဒီခွဲစိတ်ပြုပြင်မှုတွေကပြောပလောက်စရာကုန်ကျမှုမဟုတ်ခဲ့ပဲ။လူတွေထင်နေခဲ့သလိုတကယ်လက်တွေ့မှာလည်းပြောင်းလဲမှုတွေမြင်ခဲ့ရတာပါ။ဒီသတင်းတွေကြားထဲမှာမိုက်ကယ်ဂျက်ဆင်ဟာညတိုင်းအောက်ဆီဂျင်လွှတ်ထားတဲ့ဖန်ပေါင်းချောင်တစ်ခုတည်းအိတ်ဆက်လေးရှိတယ်ဆိုတဲ့သတင်းတွေထွက်လာခဲ့ပါတယ်။သူတစ်ခုခုလှုပ်လိုက်တာနဲ့အကုန်လုံးကလိုက်ကြည့်ရလောက်အောင်နာမည်ကြီးသူမို့သတင်းတောက်တွေလည်းဒီသတင်းနောက်ကိုစုပြုံလိုက်ခဲ့ကြပြီးဘာကြောင့်ဖန်ပေါင်းချောင်နဲ့အိတ်တာလဲလို့စုံစမ်းခဲ့ကြပါတော့တယ်။တကယ်တော့မိုက်ကယ်ဂျက်ဆင်ဟာဇယာကိုလွန်ဆန်ခြင်းသူအိုချင်းနာခြင်းတွေကိုမေလျော့ထားစေခြင်းသူဒုက္ခသစ္စာကိုစေဝါအကူကြီးနဲ့ကြော်လိုခြင်းသူတယောက်ဖြစ်ပြီးဒီရည်ရွယ်ချက်တွေနဲ့ဖန်ပေါင်းချောင်နဲ့အိတ်ဆက်အနားယူနေကြပဲဖြစ်ပါတယ်။မိုက်ကယ်ဟာအချိန်နဲ့အမျှနာကျင်ကြိုက်ခဲမှုကိုအပြင်းထန်ခံစားနေရသူတယောက်ဖြစ်ပြီးတော့ဒီဝေဒနာနာကျင်မှုတွေလျော့နေပါအောင်နေတိုင်းစေးထိုးစေးတောက်လုပ်နေရတဲ့သူပါမျက်နာခွဲစိတ်ကုသမှုတွေကြောင့်ရောအကြိုက်ခဲပျောက်ဆေးတွေကြောင့်ရောတကူလုံးမှာစေးသွင်းပေါက်ရာတွေရှိနေခဲ့ပြီးဒီတန်ရာတွေကိုတခဏတတ်တာအောင်အောက်ဆီဂျင်ဖန်ပေါင်းချောင်နဲ့အိတ်နေခဲ့တာပဲဖြစ်ပါတယ်တန့်စင်တဲ့အောက်ဆီဂျင်ကိုထိန်းချုပ်ထားတဲ့ပမာဏမှာလွတ်ထားတဲ့ဒီနေရာကသူ့အတွက်တော့နာကျင်မှုတွေတက်တာစေတဲ့နေရာတစ်ခုဖြစ်လာတဲ့ပြင်နောက်ထပ်ကောင်းကျိုးတစ်ခုတည်လာခဲ့ပါတယ်အဲဒါကတော့အောက်ဆီဂျင်ဖန်ပေါင်းချောင်နဲ့အိတ်ဆက်အနားယူနေတာကြောင့်အိုမင်းရည်ရော်မှုကိုရော့ကျစေနိုင်တယ်လို့သိလာခဲ့တာပါအချိန်တိုင်းနုနုနယ်နယ်နေခြင်းပြီးတော့ပြိုမြင့်တန်ဆွမ်းခြင်းနဲ့မိုက်ကယ်ဂျက်ဆင်အတွက်တော့ဖန်ပေါင်းချောင်ထဲမှာတနေ့2နာရီ3နာရီထိအိတ်ဆက်အနားယူဖို့ဆိုတာအလုပ်တစ်ခုလို့ဖြစ်လာခဲ့ပါတယ်တကယ်တော့ဒီဖန်ပေါင်းချောင်ကိုစေးရုံတယုံကနေဝယ်လာခဲ့တာဖြစ်ပြီးတော့ဝယ်စင်ကတော့ဒီလိုသုံးရမယ်ဆိုတာမသိခဲ့ပါဘူးဒီဖြစ်ရတဲ့အကုန်လုံးရဲ့အစဟာ1984ခုနှစ်မှာဖြစ်ခဲ့တဲ့ပတ်စီအချိုရည် promotion ပွဲမှာဖြစ်ခဲ့တာပါ။အဲ့ဒီပွဲမှာမိုက်ကယ်ဂျက်ဆင်ရဲ့ခေါင်းကိုမတော်တဆမီးဆွဲလောင်ခဲ့ပြီးပြဿနာဖြစ်ခဲ့ပါတယ်။ဒီမတော်တဆမှုကြောင့်မိုက်ကယ်ဂျက်ဆင်ဟာ American Dollar 1.5 မီလီယံလျော်ကြေးရခဲ့ပါတယ်။မိုက်ကယ်ကအဲ့ဒီငွေတွေအကုန်လုံးကိုစေးရုံကိုလှူခဲ့ပြီးစေးရုံကနေအောက်ဆီဂျင်ဖန်ပေါင်းချောင်ကိုဒေါ်လာ3သိန်းနဲ့ဝယ်ယူခဲ့တာပါ။အဲ့ဒီကနေစလို့မိုက်ကယ်ဂျက်ဆင်ဟာစိတ်လိုလက်ရအောက်ဆီဂျင်ဖန်ပေါင်းချောင်တွေဝေအိပ်ပြီးသူ့ရဲ့နာကျင်ကြိုက်ခဲမှုကိုတက်တာအောင်လှုပ်လာခဲ့ပါတယ်။မိုက်ကယ်ဟာတကူလုံးကိုအရွယ်တင်နှုတ်ပြိုစေတဲ့ဘိုတော့ဆေးတွေအသားရည်တင်းရင်းစေတဲ့ဓာတုဆေးတွေကိုထိုးနေပြီးတစ်ဖက်မှာလည်းအကြိုက်ခဲပြောက်ဆေးတွေကိုနှစ်ပေါင်းများစွာမိဝဲခဲ့ပါတယ်။မိုက်ကယ်ဟာနှစ်ပေါင်းရာနဲ့ချီတက်တော်ရှည်ကျေနေပြီးအောင်မြင်မှုကိုခံစားကျင်ပေမဲ့လက်တွေမှာတော့ဖြစ်မလာခဲ့ပါဘူး။သူ့အသက်50အရွယ်မှာပဲနှလုံးဖောက်ပြန်မှုကြောင့်သေဆုံးသွားခဲ့ရပါတယ်။တချို့ပရိသတ်တွေကတော့မိုက်ကယ်ဂျက်ဆင်ဟာသေဆုံးကန်ဒီဖြစ်ခဲ့တဲ့အကျွေးအရှုပ်အထွေးတွေရင်ဆိုင်နေရတဲ့တရားတစ်ပောင်ကိစ္စတွေကိုမရှင်းကျင်တော့လို့တည်တယ်လို့သတင်းလွှင့်လိုက်ပြီးလူမြင်ကွင်းကပျောက်ကွယ်သွားတယ်လို့ယုံကြည်နေကြပါတယ်။ဒီလိုယုံကြည်စရာကောင်းလောက်အောင်လေနေရာတချို့မှာမိုက်ကယ်ဂျက်ဆင်ကိုအရှင်လက်လက်ပြန်တွေ့လိုက်ရတဲ့သက်သေတွေရှိခဲ့ပါတယ်။ဒါကြောင့်မို့လို့ဒီနေ့အချိန်ထိမိုက်ကယ်ဂျက်ဆင်တကယ်သိမသိကိစ္စဟာဘယ်ဒီတစ်ခုလို့ကြံနေခဲ့ပြီးအငင်းခုန်ဖြစ်နေတုံးပါပဲ။ဂီတလောကမှာရှမ်းရှမ်းတောက်အောင်မြင်ခဲ့သူအနောက်တိုင်းဂီတသမိုင်းမှာမှတ်ကြောက်တင်ခဲ့သူမိုက်ကယ်ဂျက်ဆင်သေဆုံးမှုဟာဂီတလောကကိုအကြီးအကျယ်ရိုက်ခတ်သွားခဲ့ပါတယ်။သူသေဆုံးပြီးသိမကြခင်မှာပဲမိုက်ကယ်ဂျက်ဆင်သေဆုံးတာကသူယူသားရုံမဟုတ်ပဲအနီးကပ်ရှိနေတဲ့မိသားစုဆရာဝန်ဆိုသူကလှုပ်ကြံလိုက်တာဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒေါက်တာခေါ်နက်မူရီဟာမိုက်ကယ်ဂျက်ဆင်ရဲ့အနားမှာတစ်ချိန်လုံးရှိနေတဲ့ဆရာဝန်ပါ။သူ့ကိုအစိတ်ခတ်မှုလူသေဆုံးခဲ့မှုတွေနဲ့တရားစွဲဆိုခဲ့ပြီးတရားသူကြီးကသူ့ကိုထောင်ဒဏ်4နှစ်ချမှတ်လိုက်ပါတယ်။မိုက်ကယ်ဂျက်ဆင်ကိုအကြိုက်ခဲပျောက်ဆေးတွေအလွန်ကြုံပေးမှုကြောင့်
ဒီလိုတေဆုံးရတာလို့တရားရုံးကဆုံးဖြတ်ခါအမိန့်ချမှတ်ခဲ့တာဖြစ်ပါတယ်။တရားသူကြီးရဲ့ပြောစကားမှာဒေါက်တာမူရေးကစဉ်းစားဆင်ခြင်ဉာဏ်မရှိတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပြီးသူလုပ်ခဲ့တာတွေကဆရာဝန်ကျင့်ဝတ်နဲ့မညီဘူးလို့ဖော်ပြထားပါတယ်။နေပေါင်းများစွာအကြိုက်ခဲဝေဒနာခံစားနေရသူအိမ်မပြောတဲ့ဝေဒနာဆွဲကပ်နေသူမိုက်ကယ်ဂျက်ဆင်ကိုပြင်းပြင်းထန်ထန်တတိမိသွားစေတဲ့ဆေးပြင်းနေပေးခဲ့တာကိုဒီဆရာဝန်ကနောင်တမရဘူးလို့တရားသူကြီးကပြောခဲ့ပါတယ်။တစ်ဖက်ရှိနေတွေကတော့မိုက်ကယ်ဂျက်ဆင်ဟာဆရာဝန်တွေအကြိမ်ကြိမ်တားနေတဲ့ကြားကလိုအပ်တာတက်ပိုးတဲ့ဆေးပမာဏကိုသူ့သဘောနဲ့သူတောက်ခဲ့လို့တေဆုံးခဲ့တာလို့တုံ့ပြန်ခဲ့ပါတယ်။